ဒီနေ့မိုးရေနဲ့အာဘူးလေးချက်တိုက်ပါတယ်ဒါတချက်ပေးတာပါတောက်ပါမယ်ဒါလေးအလုံးပါကလေးနန်းနန်းလေးထဲပါမယ်အိမ်မှာရှိတာပဲချက်စားတာငရုတ်သီးအစင်းရလည်းကုန်းနေလို့ငရုတ်သီးအမုံလေးပဲဖြူစားပါတော့ငရုတ်သီးအမုံလေးနဲ့ဖြူစားပါမယ်အကျော်လည်းမရှိလို့ပဲချမ်းမယ်ထက်အကျော်မရှိလို့အိမ်မှာအကျော်မရှိရင်အဲ့လိုပဲချမ်းလေးနဲ့ထည့်ပြီးစားတာကြိုက်တယ်လေးထဲပါပြီလေးလည်းပူနေအိမ်မှာလှုပ်လို့ရှိတာလေးတွေနဲ့ချက်ပြီးတော့အဲ့လိုစားပါတယ်ငယ်ချင်းတို့အားပေးကြအောင်မလားကဲဟုတ်အပူလေးတောင်းဆောင်လို့ရပါပြီရှင်